အားလုံးပဲမင်္ဂလာပါရှင်ကိုကတော့ baby ပီကြီးငါးလေးတွေကိုစီးပြန်ချက်ပြပါမယ်ဒါလေးတွေကတော့ baby ပီကြီးငါးလေးကျမတို့15ချက်သားသုံးထားပါတယ်ဒါကတော့ထဲမဲ့ ingredient ခံလေးပေါ့နော်ဆရာမစီတက်မယ်ထုံးစံတယ်မယ်တော်တော်ဖြူနေလေးကိုစလုံးလေးနဲ့စီတက်ပါမယ်ဒီမှာခန်းရင်းဒီလေးရဲ့မှာတော့ကျမစတားမှုလေးနေနေနဲ့စားလေးနေနေတုံးထားတယ်ပေါ့နော်ဒီကြီးငါလေးရဲ့မှာကကျမအကုန်လုံးဒါပလာနေထားပြီးသားပါအဲဆိုတော့ခန်းရင်းဒီလေးရဲ့ဒီပါရီစင်းဒီကြီးငါလေးကိုထည့်ပြီးတော့ကျမတမအောင်မှွေပါမယ်ရေရလေသူကဒီကြီးငါလေးမမာသွားအောင်လို့ရေလေးကိုနည်းနည်းလေးပဲသုံးပါမယ်ဒါမှဒီကြီးငါလေးရစားလို့ကောင်းတာပါစီပြန်လေးဒီရောက်သွားပြီဆိုရင်တော့ရတာပြည်စုံနဲ့ပြည်ကြီးငါးလေးစီရန်ချက်ကလေးရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်